လူတစ်ထောင်မှာတယောက်ပဲတွေ့ရမယ်ရှားပါးခဏကိုအစိပ်ပိုင်းများနံပါတ်1ညံကြီးရှင်6များသောအားဖြင့်ခြေချောင်းတွေထဲမှာဆိုရင်ခြေမပဲအရှိဆုံးဖြစ်ရမှာအဲ့ဒီလိုမှမဟုတ်ပဲနဲ့ခြေညိုးကခြေမထက်ပိုရှိနေမယ်ဆိုရင်တော့လက်မသာထောင်ထားလိုက်ကြဖို့ပြောချင်ပါတယ်လူချင်းမင်းက genius တယောက်ဖြစ်နေလို့ပါဒီလို6ထောက်ပိုင်ရှင်တွေကကမ္ဘာလူဦးရေ300ခိုင်နှုန်းလောက်ပဲရှိပြီးတော့ညံကြီးရှင်6ထောက်လေးတွေလူသတ်မှတ်ကြပါမှတ်တမ်းတွေကရှေးတုန်းကအီဂျစ်မင်းမျိုးမင်းတွေမှာဒီလို6ထောက်မျိုးအများဆုံးရှိတယ်လို့ဆိုပါတယ်ဆုံးပါသွားပြီဖြစ်တဲ့ကမ္ဘာပေါ်ညံအကောင်းဆုံးပုံကိုယ်ဒီမှာလည်းဒီလို6ထောက်ပုံစံမျိုးရှိတယ်လို့သိရပါတယ်။ Okay ။အဲကြောင့်ကို့မှာဒီလို6ထောက်မျိုးရှိနေတယ်ဆိုရင်သတိသာထားနေကြဖို့အကြံပေးချင်ပါတယ်။နံပါတ်2အပူပေါက်နရွက်နားလေးမှာဒါမျိုးအပေါက်လေးတစ်ပေါက်ပါတဲ့သူတွေကိုမြင်မှုကြမယ်လို့ထင်ပါတယ်။ဒီလိုအပေါက်ပါတဲ့သူတွေကိုလူဝင်စားတယ်လို့လည်းယူဆကြတယ်လို့ကျင်းစာအမှတ်တစ်ခုအနေနဲ့လည်းမှတ်ယူကြပါစစ်တမ်းတွေကဒီလိုအပေါက်ပါတဲ့သူတွေကကမ္ဘာပေါ်မှာအလုံးကိုရှားပါပြီးတော့လူတစ်သိန်းမှ1ယောက်လောက်ပဲပါတယ်လို့ဆိုပါတယ်အာရှနဲ့အာဖရိကဘက်တွေမှာဆိုရင်လူဦးရေရဲ့400ခိုင်နှုန်းလောက်ကသာဒီလိုအပေါက်လေးတွေပါရှိတတ်ကြပါတယ်အနောက်နိုင်ငံတွေမှာဆိုရင်တော့ဒီထက်တောင်ပိုနေတယ်လို့ဆိုပါတယ်တကယ်တော့ဒီအပေါက်တွေကပချိုက်နေလိုမျိုးမွေးရပါအမှတ်သားတွေဖြစ်ပြီးတော့မိခင်ရဲ့ဓာတ်ချုပ်ရင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အပေါက်လေးတွေဖြစ်ပါတယ်ဘာလူဝင်စားမှလည်းမဟုတ်တယ်လို့ဘာချိန်စာမှလည်းမဟုတ်ပါဘူးတေချာတာတစ်ခုကတော့တက်မှာဒီအပေါက်ပါနေရင်သူများထက်အပေါက်တစ်ပေါက်ပိုပါတယ်လို့သာမှတ်လိုက်ကြနံပါတ်3ရွှေသွေးဆိုတာငငယ်ကဖတ်ခဲ့မှုတဲ့ကတ်တွန်းဂျာနယ်ကိုပြောတာမဟုတ်ပါဘူးလူတယောက်ရဲ့သွေးကိုပြောတာဖြစ်ပါတယ်အဲ့လိုပြောလို့သွေးတွေကရွှေထွက်နေတယ်ထင်နေရင်လည်းမှားသွားပါတယ်ရွှေလိုရှားတဲ့သွေးမျိုးစားဖြစ်လို့ရွှေသွေးလို့တင်စားခေါ်ကြတာဖြစ်ပါတယ်သွေးရဲ့နာမည်ကအာလူးနဲ့ခက်ဆန်ဆန်ဖြစ်ပြီးတော့အာနူးဆိုတဲ့နာမည်ကြီးနဲ့ဖြစ်ပါတယ်လူအများစုကသွေးမျိုးစားလို့ပြောလိုက်ရင် OAB လောက်ပဲပြင်းမြင်မိကြတာပါဒါပေမဲ့တကယ်ဆေးပညာမှာတော့သွေးမျိုးစားက40ကျော်လောက်ထိကိုရှိပြီးတော့အဲ့ဒီထဲမှာအာနူးဆိုတဲ့သွေးမျိုးစားကအရှားပါဆုံးသွေးရိုးစုပဲဖြစ်ပါတယ်။ဘလောက်တောင်ရှားသလဲဆိုရင်တစ်ကမ္ဘာလုံးပေါင်းမှာ43ဦးပဲရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်အခုကြည့်နေတဲ့ထဲမှာရွှေသွေးပိုင်ရှင်တွေပါတယ်ဆိုရင်တော့ချင်းတောင်ပေးမကြိုက်ကြဘူးအကြံပေးချင်ပါတယ်။နံပါတ်4ဘလောက်ဆာဆာမဝရတဲ့သူသို့မဟုတ် PCSK9 ဒီမျိုးရိုးဗီဇကိုရရှိထားတဲ့သူတွေကတော့ကမ္ဘာပေါ်မှာကံအကောင်းဆုံးသူတွေလို့တောင်ပြောလို့ရပါတယ်။ PCSK9 gene ဆိုတာကတော့ cholesterol တွေကိုခြေဖြတ်ပေးတဲ့မျိုးရိုးဗီဇတစ်မျိုးဖြစ်ပါတယ်။အဲ့ဒါလည်းပြောရရင်တော့ဘာဆဆဘာယောဂမှမဖြစ်တဲ့သူတွေပါ။ Okay ။သွေးထဲမှာရှိတဲ့မကောင်းတဲ့ cholesterol တွေကိုအလိုလိုခြေဖြတ်ပေးနိုင်တဲ့ဖျားပေးတဲ့အစွမ်းတစ်မျိုးဖြစ်ပါတယ်။ protein ကလွှဲရင်မီသည့်အစီကိုမဆိုခြေဖြတ်ပေးနိုင်တာကြောင့်ဘလောက်ဆဆမဝါတဲ့သူတွေလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒီမျိုးရိုးဗီဇကိုရရှိဖို့အတွက်ဆေးပညာရေးနဲ့လုပ်ယူလို့ရနေပြီဖြစ်လို့ငွေသာကောင်းကောင်းရှာထားဖို့အကြံပေးချင်ပါတယ်။နံပါတ်5 Caucasian လူမျိုးလူကြီးမင်းကအိန္ဒိယနဲ့ဥရောပနယ်ဖွားတယောက်ဆိုရင်တော့ဂုံယူစွာနဲ့ပဲပြောလိုက်ချင်ပါတယ်။သင်က HIV ပိုးကိုတောင်ခံနိုင်ရရှိတဲ့လူတစ်ယောက်။ Caucasian လူမျိုးလို့ခေါ်တဲ့အိန္ဒိယနဲ့ဥရောပနယ်ဖွားတွေမှာဆိုရင်မွေးကလေးက CCR5 လို့ခေါ်တဲ့မျိုးဗီဇတစ်ခုပါမလာခဲ့ပါဘူး။ တကယ်တော့ HIV ပိုးကဒီမျိုးရိုးဗီဇရှိတဲ့သူတွေကိုပဲအဓိကကူးစက်တာဖြစ်လို့ Caucasian လူမျိုးတွေကလည်း HIV ပိုးကိုအလိုလိုခံနိုင်ရရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ Caucasian လူမျိုးတွေထဲမှာ10%လောက်ပဲခံနိုင်ရရှိတာဖြစ်လို့တစ်ကမ္ဘာလုံးပေါင်းလိုက်ရင်တော့လက်ချိုးရည်လို့ရတဲ့အထိကိုရှားပါပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။